ဒီတစ်ခါတော့ Roald Dahl ရဲ့နာမည်ကျော်စာအုပ်ကိုအခြေခံပြီး2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ The BFG ရုပ်ရှင်အကြောင်းပြန်လည်သုံးသပ်ပြီးသွားမှာပဲဖြစ်ပါတယ်။ဇလန်အစကတော့လန်ဒန်မြို့ကမိဘမဲ့ဂေဟာလေးတစ်ခုမှာနေထိုင်တဲ့ဆိုဖီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာဆုံးမထွက်တဲ့အချိန်လို့ခေါ်တဲ့ညနေတကောင်အချိန်မှာနိုးနေခဲ့ပါတယ်။ပတင်းပေါက်ကနေအပြင်ကိုချောင်းကြည့်နေတော့မှပဲလမ်းမပေါ်မှာကြီးမားပြီးအင်ဂျီအုပ်ဆောင်တဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။ဒီဘလူးကြီးကသူ့ကိုမြင်သွားပြီဆိုတာသိလိုက်တာနဲ့ပတင်းပေါက်ကနေလက်လှမ်းပြီးဆိုဖီလေးကိုသူ့ရဲ့ဘလူးနိုင်ငံစီခေါ်ဆောင်သွားပါတော့တယ်။အမေလေးကလေးမလေးတော့ဒုက္ခရောက်ပြီးထင်ပါရဲ့လို့တွေးမိပေမဲ့ဆက်ကြည့်လိုက်ရအောင်ဗျာ။ဆိုဖီလေးဟာသူ့ကိုဖမ်းခေါ်လာတဲ့သူဟာ Big Friendly Giant Duet လို့ခေါ်တဲ့သဘောကောင်းတဲ့ဘလူးကြီးတစ်ပါးဖြစ်ကြောင်းမကြာခင်မှာပဲသိလိုက်ရပါတယ်။ဒီဘလူးကြီးကတော့လူသားတွေကိုမစားပါဘူးတဲ့။ဒါပေမဲ့သူ့နိုင်ငံတွေကတခြားဘလူးကြီးကိုကောင်ကတော့ BFG ထက်အများကြီးပိုကြီးပြီးပိုကြမ်းတမ်းကြပါတယ်။သူတို့တွေက Flashland Peter ဆိုတဲ့ဘလူးကြီးကဥဆောင်ပြီး BFG ကိုမကြာခဏအနိုင်ကျင့်တတ်တယ်လို့ပဲစီလို့ခေါ်တဲ့လူသားကလေးတွေကိုအမဲလိုက်စားတောက်တတ်ကြပါတယ်။ BFG ကတော့သူ့ရဲ့ဘဝအလုပ်ကမော်ဆန်တဲ့နိုင်ငံတစ်ခုကနေအိမ်မက်တွေကိုဖမ်းယူပြီးအိပ်ပျော်နေတဲ့ကလေးငယ်တွေရဲ့အိတ်ခမ်းတွေကိုရှည်လျားတဲ့တဘိုးနဲ့မှုတ်သွင်းပေးရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဆိုဖီလေးဟာပလင်းနဲ့ထည့်ထားတဲ့လှပတဲ့အိမ်မက်တွေကနေကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးတွေအထိစုဆောင်းထားတာတွေကိုမြင်ပြီးအံ့သနေပါတော့တယ်။ဘလူးကြီးကအိမ်မက်တွေစုနေတာတဲ့ဗျာ။တကယ်ကိုစမ်းကြဲတဲ့ဘလူးကြီးပဲလို့တွေးမိပါတယ်။ BFG ရဲ့လှုပ်ဝက်ချက်ဟာလူသားစားဘလူးတွေကသူ့ရဲ့ဂူထဲကိုလူသားတစ်ယောက်ရှိနေတာကိုအာရုံခံမိပြီးဝင်ရောက်လာတဲ့အခါမှာပေါ်ပေါက်လူနီးပါဖြစ်ခဲ့ပါတယ်။ဆိုဖီလေးဟာ Snow Scamper လို့ခေါ်တဲ့အရာသာဆိုးရွားတဲ့ဟင်းသီးဟင်းရွက်ထဲမှာပုံအောင်ပြီးအစားခံရမယ့်ဘေးကနေကပ်ပြီးလွတ်မြောက်ခဲ့ပါတယ်။ဒီ Snow Scamper က BFG ရဲ့တခုတည်းသောအစားအစာလည်းဖြစ်ပါတယ်။ဆိုဖီလေးဟာ BFG ဟာအရင်ကလည်းလူသားကလေးတစ်ယောက်ကိုစောင့်ရှောက်ခဲ့မှုပေမဲ့တခြားဘလူးတွေကဖမ်းမိပြီးစားတောက်ခဲ့ကြကြောင်းသိလိုက်ရပါတယ်။ဘလူးတွေရဲ့ရက်စက်မှုကိုရပ်တန့်မှုဆုံးဖြတ်ထားတဲ့ဆိုဖီလေးဟာအင်္ဂလန်ဘုရင်မကြီးစီကနေအကူအညီတောင်းဖို့ BFG ကိုဆွဲဆောင်มาတော့တယ်။အမေလေးကလေးမလေးကဘုရင်မကြီးစီတီသွားတိုင်မယ်ဆိုတော့တော်တော်လေးတတိရှိတဲ့ကလေးမလေးပဲလို့ချီးကျူးမိပါတယ်။ဆိုဖီလေးနဲ့ BFG ဟာဘက်ကင်ဟမ်နန်းတော်ကိုခရီးထွက်ခဲ့ကြပါတယ်။ဘုရင်မကြီးရဲ့ယုံကြည်မှုကိုရရှိဖို့အတွက် BFG ဟာဘုရင်မကြီးအတွက်အထူးအိမ်မက်ဆိုးတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာဘလူးတွေကကလေးတွေကိုစားတောက်နေကြပြီးဆိုဖီလေးကလည်းပတင်းပေါက်မှာပေါ်လာခဲ့ပါတယ်။ဘုရင်မကြီးဟာအိမ်မက်ကနေနိုးလာပြီးဆိုဖီလေးကိုအိမ်မက်ထဲကအတိုင်းတွေးလိုက်ရတဲ့အခါမှာသူတို့ရဲ့တောင်းဆိုမှုကိုနားထောင်ပေးပါတော့တယ်။ BFG ကိုတော်ဝင်နနက်စာစားပွဲကိုဖိတ်ကြားခဲ့ပြီးသူကဘုရင်မကြီးနဲ့သူ့ရဲ့တော်ဝင်အဖွဲ့ဝင်တွေကို Frog Scottel လို့ခေါ်တဲ့အစိမ်းရောင်တန်းငွေပါတဲ့အချိုရည်တစ်မျိုးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီအချိုရည်ရဲ့ပူပေါင်းတွေကအပေါ်ကိုမတက်ဘဲအောက်ကိုဆင်းသွားပြီး Whisperers လို့ခေါ်တဲ့အတန်ကျဲလောင်တဲ့လေးလဲတန်တွေထွက်ပေါ်လာစေပါတယ်။ဟာဟာဘလူးကြီးကတော့တော်ဝင်နန်းတော်မှာလေးလဲပြလိုက်ပြီဗျာ။တကယ်ကိုရည်စရာကောင်းတယ်လို့ရီမောမိပါတယ်။ဘုရင်မကြီးရဲ့အကူအညီနဲ့ဗြိတိရှစစ်တပ်ဟာ BFG နဲ့ဆိုဖီလေးနောက်ကိုလိုက်ပြီးဘလူးနိုင်ငံကိုပြန်သွားခဲ့ကြပါတယ်။သူတို့ဟာအိမ်မက်ဆိုးတစ်ခုကိုအသုံးပြုပြီးလူသားစားဘလူးတွေကိုအာရုံလွှဲခဲ့ပြီးစစ်တပ်ရဲ့ရဟတ်ယာဉ်တွေကဘလူးတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဘလူးတွေကိုဝေးလံခေါင်တည်တဲ့လူသူမနီးတဲ့ကျွန်းတကျွန်းစီပို့ဆောင်ခဲ့ပြီး Snow Scamper တွေကလွဲလို့ဘာမှစားစရာမရှိပဲထားခဲ့ပါတော့တယ်။ကဲလူဆိုးဘလူးတွေတော့ကန်ဆိုးသွားပြီပေါ့ဗျာလို့တက်ပြင်းချမိပါတယ်။နောက်ဆုံးမှာတော့ဆိုဖီလေးဟာနန်းတော်မှာဘုရင်မကြီးရဲ့စောင့်ရှောက်မှုအောက်မှာအမြဲတမ်းနေထိုင်ခွင့်ရရှိခဲ့ပါတယ်။ BFG ကတော့သူ့ရဲ့ဘလူးနိုင်ငံကိုပြန်သွားခဲ့ပြီးအခုတော့ငြိမ်းချမ်းနေပါပြီ။သူတို့နှစ်ဦးဟာခင်မင်ရင်းနှီးတဲ့တငယ်ချင်းတွေအဖြစ်ဆက်လက်တည်ရှိနေပြီးဆိုဖီလေးကပတင်းပေါက်ကနေမင်္ဂလာနံနက်ခင်းမှာ BFG လို့မကြာခဏတိုးတိုးလေးပြောတတ်ပါတယ်။ဘာလို့လဲဆိုတော့ BFG ရဲ့ကြီးမားတဲ့နရွက်တွေနဲ့ဆိုကဘာတဝန်းကနေတောင်ကြားနိုင်တယ်ဆိုတာကိုသူမှသိနေလို့ပါပဲ။တကယ်ကိုလှပတဲ့ဇာတ်သိမ်းလေးပါပဲဗျာလို့ပြောရင်းဒီ movie recap ကိုညီကုန်းချုပ်လိုက်ပါရစေ။